အခုလိုခင်မီလာပါဒီဇိုင်းနဲ့စောက်ထားတဲ့ blue succumbed ကွန်တို့ကိုလူကြီးမင်းတို့လိုက်ပြိုင်မှာဖြစ်ပါတယ်ဒီကွန်တို့ကတော့ဘတ်တန်ကျော်ဝင်ကြီးကနေစတင်ဝင်လာမှာဖြစ်ပါတယ်ဗျတွင်ကလျောက်ဖွဲ့စည်းပုံတွေကိုကျွန်တော်ထင်မှသေးစိတ်လိုက်ပြပါမယ်အခုမြင်တဲ့နေရာတော့ blue succumbed ကွန်တို့ရဲ့ facility common facility ပဲဖြစ်ပါတယ် facility အမျိုးပေါင်းစုံနေစာထွက်နေတော့တော့တွေ့ရပါတယ်ဗျဒီကွန်တို့ကတော့ succumbed 105လမ်းမကြီးပြီးမှဆောက်လုပ်ထားတာပဲဖြစ်ပါတယ်ဒီနှစ်ခုရှိပြီးတော့အခန်းပေါင်းတော့389ခန်းကြီးရှိပါတယ်ဗျမြေအကျယ်ကတော့300ရိုင်မြေကျယ်ပေါ်ဆောက်လုပ်ထားတာပဲဖြစ်ပါတယ်ပြပြီးတဲ့အခန်းကတော့မြန်မာငွေ3200ဝန်းကျင်နဲ့စတင်ဝင်လာမှာဖြစ်ပါတယ်ဗျတွင်ကဖွဲ့စည်းပုံ၄အောက်တည်းရတယ်တော်တော်လို့လာပါတယ်ဗျ spray kitchen သုံးပြီးထားတာကိုတွေ့ရပါတယ် fully finished ဖြစ်တဲ့ကြောင့်မို့ furniture အကုန်လုံးပါအောင်မှာပဲဖြစ်ပါတယ်ဗျကြီးမင်းတို့ဝယ်ယူဖို့ပဲဖြစ်ဖြစ် invest လုပ်ဖို့ဖြစ်ဖြစ်ရွေးချယ်ဝယ်ယူတဲ့ project တစ်ခုပဲဖြစ်ပါတယ်ဒီကုန်းကိုလူကြီးမင်းတို့စိတ်ဝင်စားလို့ဖြစ်ဖြစ်ဝယ်ယူခြင်းလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြင်းစုံစမ်းနိုင်ပါတယ်ဘန်ကောက်ချေးမိုင်ဟွာနေပတ်တရားကုန်းတို့နဲ့လုံးချင်းဝယ်မယ်ဆိုတော့ GNG Town Space ကိုဆက်သွယ်မြင်းစုံစမ်းနိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် Yes, I'll be there.